Hello ကိုလူအောင်မင်္ဂလာပါဒီနေ့ကတော့ကျွန်တော် Win for Brain ဆိုတဲ့ game လေးကိုဆော့ပြပေးသွားမှာပဲဖြစ်ပါတယ် video လေးမစခင်မှာ channel လေးကို like subscribe လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ဗျ Okay အရင်ဆုံးကျွန်တော်တို့ဒီမှာအတောင်မှန်နဲ့ပြန်ပြီးတော့ကျွန်တော် Brain ကိုတွားပြီးတော့ယူအောင်ပါနော် Okay ကျွန်တော်မှာတော့ဒီမှာနတ်ဖျားလို့ဘာလို့အတောင်မှန်ဖြူအောင်လို့ရှိရဗျ Okay ပတ်တပင်း let's go ကိုလူအိုးငါအစားမဲ့နှေးသေးတယ်speed လေးကျွန်တော်တော်တော်နှေးသေးတယ်ဗျဒါလားပတ်စံလည်းမရှိသေးဘူးဗျ speed က20တော့20တော့ဖြစ်နေပြီ Okay အဲ့ဒါဆိုရင်ပတ်စံများများထုတ်တဲ့ brain ကိုကျွန်တော်ရှာပြီးတော့ယူရမယ် Okay ဒီမှာတော့မရှိသေးဘူး Okay ပုံပုံးနေပဲရှိ Okay ဟိုမှာ raw လေးပါလေးရှိမလားမသိဘူးရအောင်ဒီမှာ Okay raw raw တော့မရှိဘူးအဲ့ဒီမှာ cappuccino sassino 800ကျွန်တော်ထုတ်တယ်တန်း800ကျွန်တော်ဟိုအောင် cappuccino sassino အန်ကိုမုန်းတော့အန်ကိုမုန်းအဲ့လောက်ကြီးထုတ်တာတော်တော်ကျန်းနေရအောင် Okay ကဲရောက်ပြီရေးရပြီဒီမှာ cappuccino sassino 800ကျွန်တော်ထုတ်တယ်ပတ်တပင်းနေရကျော် Okay အဲ့ကျွန်တော် snap ဟို stamina က 9k ကျော် Okay အဲ့ဒါဆိုရင်ကျွန်တော် speed တွေပါညာ reset လုပ်လို့ရပြီ reset လုပ်လိုက်မယ် Okay reset လုပ်ပြီးပါပြီ Okay ဒါနဲ့ကိုလိုအားမရှော့ကိုတီးပြီးကြပြီလားဗျအားမမှာဆိုရင်1 robot ကိုမှ25ချက်တာကျတဲ့မှာဖြစ်ပြီးတော့ block fruit game back ဆိုရင်လည်း1 robot ကိုမှ20ချက်တာကျတဲ့မှာပါနေ့စဉ်နေ့လည်းအားမမှာ robot 9000ကျော် giveaway ပေးနေတာဖြစ်လို့အခုပြထားတဲ့အားမ Telegram channel လေးကိုလည်း join လာကြဖို့တောင်းဆိုချင်ပါတယ် join ရမယ့် link ကိုလည်းကျွန်တော် video ရဲ့ description နဲ့ pin comment မှာထည့်ပေးထားပါမယ်stamina ရငါမရှိတော့ speed ရငါ speed တော်တော်နှီးနေရပဲဟဲ့အောင်ရေ Okay ဟေ့အန်ကိုမဟိုး 6.6k shit ကျမစီနီပါနာနီ 6.6k ဟဲ့အောင်ရေ Okay ကဲအဲ့ဒါဆိုကျွန်တော် wins ကကြတော့30k Okay အဲ့ဒါဆိုရင်ရပြီเนาะကျွန်တော်ဒီမှာ3000ကျော်တယ် stamina A few moments later Okay ကိုလူကျွန်တော်ဒီမှာအနေသားတစ်ခုတော့ရောက်နေပြီဗျာနည်းနည်းကျန်းနေပြီတောင်မှန်လည်းကျန်းနေပြီ Okay ကဲဒီမှာကျွန်တော် speed ကလည်းပုံမြန်နေပြီဗျာတဲ့မှာ Okay ကဲဒါပါလေOkay ဒီမှာကျွန်တော် EBIT သွားလို့ရတယ် Okay ကဲ so ရောင်ရှေ့အဲ့ဒီ dragon လေးရှေ့ dragon လေးကတော့ကျွန်တော်တိတ်ပြီးတော့မလို့တော့ဘာလို့ကျွန်တော်ဒီမှာတော်တော်ကျန်းနေပြီဒီတက်ကျန်းတဲ့ဟာတွေတွားယူလို့ရတယ် Okay so ဒီကနှစ်ခုကြောမယ်ဒီကနှစ်ခုအိုးရှေ့ငါတီးလို့မယ်ရောင်ကြားထဲမှာကန်ကောင်းနေရောင်ရောက်ပြီ Okay ကဲဒီမှာဘာရှိမလဲအိုးကြောက်စားဦး8သိန်းကျော်တော့8ကြောက်စားဦး8သိန်းကျော်ဒီမှာ 1.7 million what the hell 67ရောက်ရေး 1.7 million နဲ့ Okay ကဲအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဟိုဖြစ်လိုက်မယ်ဒီကောင်အမြန်ယူရမှာအမြန်ယူရမယ် Okay ရပြီကဲရပြီဆိုတော့ကျွန်တော်ဒီမှာ 1.7 million ဟာရ9သိန်းကျော်နဲ့ထုတ်တယ်ဗောနော် share ကြီးပဲ Okay ကဲအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ upgrade တင်ရမယ် upgrade ကတော့ကျွန်တော်လိုအပ်တာတွေအကုန်တင်မှာ stamina နဲ့ကျွန်တော်တင်ထားတယ်ဗျာ Okay ရပြီကျွန်တော်ကဲဒီမှာ1 billion ဟာ wins Okay 1 billion wins ဝယ်ပြီးသွားပြီဆိုတော့အဝေးရောက်ပြီဗျာပို့ပြီးရှက်ချမ်းပြီမင်းကိုရရှက်ချမ်းပြီနော်ရှက်ချမ်းပြီဟေးဟာရ189 million shit ဟဲ့ရှယ်ကြီးတွေရ 1.8 million Okay နှစ်ခုပဲတည်လို့ရတယ်ငါနောက်တစ်ခုတည်မယ် Okay 3ခုတည်လို့ရတယ်ဗျ Okay 4ခုတည်သွားပြီရှုပ်လို့4ခုတောင် Okay မသေးဘူးအဓိကပဲကိုလူတေးလို့ကသွားပြီနော် Okay ကဲကျွန်တော်ရရှိသွားပြီကျွန်တော်ဒီမှာsecret ဒီကောင်ဘာအနည်းအောင်နဲ့မမြင်ရအောင်ဗျ Okay အဲ့ဒါကျွန်တော် secret တွေတော့ထင်တယ်ဗျ so ကျွန်တော်ဒီမှာရအောင်တဲ့ဟာတွေက share ကြီးဗျ200 million ကျွန်တော်ထုတ်တဲ့ဟာတွေဟေးအောင်ရေး shit Okay ကဲကိုလူအဲ့ဒါဆိုရင်ကျွန်တော်လုံးစရာရှိတာကျွန်တော်ဒီမှာလည်း average ဘာညာတော့ကျွန်တော်မြင်တယ်ရသလောက်ပဲကျွန်တော်မြင်လိုက်အောင်မန်ဒီကတိတ်ရှိတာမဟုတ်ဗျတဲ့မှာ Okay ကဲအဲ့ဒါဆိုရင်ကျွန်တော်လုံးစရာရှိတာတော့level မြင့်ဝကြံပတ်စံနေရောဒီကောင်ထုတ်တာ share ပဲထုတ်တာ Okay ကျွန်တော်ဒီမှာ billion 60ကျော်တော့ရှိတာဆိုတော့ဝယ်လို့မရ average တင်တာရှိတာပဲရင်တင်ထားလိုက်မယ် Okay average ကကျွန်တော် share ကြီးတင်ထားပါဗျာ Okay အများကြီးပဲကျွန်တော် speed တွေလည်းတော်တော်ကြီးမှတ်နေပြီ level ကပေးပြီးတော့ပို့ပြီးတော့တည်လို့ရတယ်ရေးငါဘာကြီးလာပေးတာရ cosmic celeste Okay ကိုမရှုံးလိုက် celeste တော့ကြွားနေရသူများတော့ကြွားနေ Okay ကဲကျွန်တော် celeste 960 million shit Okay ကိုလိုဒီမှာကျွန်တော် brain go what the heck brain go shit brain go ကိုလို brain go ရရှိသွားပြီနော် brain go ရသွားပြီ Okay ကဲဒီ brain go မတေးအောင်မကူးစားမယ်10 million Okay ဟာရ30 million Okay အိုး100 million Okay နည်းကောင်းတာကြီးပဲရနေအိုးမ300 million Okay ဒီမှာ84 million Okay ကျွန်တော် share တွေပဲရရအောင်နော်အဓိကတော့မသေးဘူးပဲ save ဖြစ်အောင်လုပ်ရမယ် save ဖြစ်အောင်သွားရမယ်
ဒီနေရာအခက်ခဲဆုံးပဲနော်ဒီနေရာအိုးရှိငါတေတော့မရောင်ရေး shit မလွတ်ထိန်းချုပ်ကမလွယ်ဘူးရောင်ရေးဒီကောင်တော်ထိန်းချုပ်ကခတ်တာပဲအိုးကသေးလေးရောင်ရေးကသေးလေးအိုးရှိပြုတ်ကြတော့မယ်အော်ဟောရဘာဖြစ်သွားတော့ကဲအဲ့ထပ်ပြီးတော့ယူရမယ်ကျွန်တော်ဒီမှာနောက်တဲ့ god ထပ်ယူမှရခုနကျွန်တော်မရလိုက်ဘူးဗျာရှော့ရတယ်โอเคဒီနှစ်ကောင်ရင်ယူသွားပြီးမှ god သွားယူမယ်โอเคကဲရောက်တော့မယ်ကောစီရောက်တော့မယ်အိုးရှိပြုတ်ကြရမယ်โอเคဒီမှာကောမဟုတ်ဘူးဟောကောင်လေးစောင့်နေဟဲ့လူရတာမဒီကောင်လေးလူရတာမစင်မပြေဘူးဒီကောင်လေးစောင့်နေဟဲ့ရောင်ရေးဒီကောင်လေးစောင့်နေတာဒီကောင်အကြံစိုးကြီးနဲ့ဟဲ့ရောင်ရေးအကြံစိုးအော်ဒီမှာပေါ်လာပြီစိတ်မကောင်းကိုလူငါရပါပြီစိတ်မကောင်းရတနာပါဟဲ့ရောင်ရေးစောင့်နေတာအမှန်ကန်တိုင်စောင့်နေတာဟဲ့ရောင်ရေးအမှန်ကန်တိုင်စောင့်နေတာသူလေးကစိတ်မကောင်းကွာငါရပါပြီโอเคကိုလူတို့ဒီမှာရှိုးမယ်စင်မပြေကโอเคဟဲ့ 4.7 billion okay nice ဒီခေါင်းရပါသေးဒီခေါင်းရမှာပါစိတ်ချဒီခေါင်းရမှာ okay oh shit အနေနဲ့များတယ်အေးအောင်ကြီးကန်ကောင်းနေဂျားလေးတွေအေးအောင်ကြီးကတိလေးအေးအောင်ကြီးဂျားလေးတွေ okay ကိုလူဖြည်း okay nice ရပြီကဲကျွန်တော်စင်ချင်းသွားမှရပါလောလို့မရလောရနဲ့ရှောမှာတခါလေလောရနဲ့ရှောမှာဟာ okay ကန်ကောင်းနေရောက်ရင်ဒီစင်အောင်နာပြီ okay ကဲကျွန်တော်တို့ဒီမှာရရှိသွားပြီကောရှေးကိုလူကောရောနော်စုံနေရပဲရောင်ကြီး3កောင်မရတယ်လဲ9កောင်သေးတာ3កောင်မရဆိုမစိုးပါဘာလို့ဆိုရှားកောင်တွေကအချိန်ပြည့်ရောဗျာတရမလားโอเคကဲအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာကောရှေးဒီမှာ share brain ကိုဒီမှာထားရင်ပေါ်တယ်မှာကောပြီးတော့ကျွန်တော်ကော level တင်မယ်ကော level တင်မှရမယ်โอเคကဲကိုလူ view လေးကကြားသွားပြီဆိုတော့ဒီနေ့ view လေးကဒီလောက်ပါဗျ view လေးအဆုံးကြီးကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျအားလုံးပဲတတာ